အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးထဲမှာတော့စင်ကာပူကအလုပ်ထွက်ရင်ဘဏ်အကောင့်ကိုပိတ်ခဲ့ရမလားဘယ်လိုလုပ်ရမလဲဆိုတော့သိချင်တဲ့အတွက်ကျွန်တော်ဒီနေ့ဗီဒီယိုထင်းနေပြီးတော့ပြပြပေးပါမယ်စင်ကာပူမှာအလုပ်လုပ်တော့ဆိုရင်ဘဏ်အကောင့်ကိုပိတ်ဖို့အတွက်အမောကပြောထားတာရှိတယ်ပေါ့နော်ဒါပေမဲ့အလုပ်ထွက်လိုက်တာနဲ့ချက်ချင်းဘဏ်အကောင့်ကိုပိတ်ခံမှာမဟုတ်ပါဘူးကျွန်တော်အတွေ့အကြုံရအောင်တခြားသူတွေပြန်ပြောတာတွေရအောင်နောက်ထပ်2လလောက်ဒီဘဏ်အကောင့်ဆက်ပြီးတော့သုံးလို့ရပါတယ်ဒါပေမဲ့2လလောက်ပြည့်သွားတဲ့အခါကျရင်ဘဏ်ဖက်ကနေပြီးတော့အဲ့ဒီအကောင့်ကိုအလိုလျောက် freeze လုပ်လိုက်မှာဖြစ်ပါတယ်freeze လုပ်ခံရပြီဆိုရင်အဲ့ဒီအကောင့်ထဲမှာရှိတဲ့ပတ်စံတွေကိုထုတ်လို့မရတော့ဘူး transfer လုပ်လို့မရတော့ဘူးဘာမှလုပ်လို့မရတော့ဘဲနဲ့ဒီတိုင်းပဲကြည့်နေမှာဖြစ်ပါတယ်အဲ့ဒီဘဏ်အကောင့်ထဲပတ်စံထုတ်ချင်တယ်ဆိုရင်ဘဏ်ကိုလူကိုယ်တိုင်သွားပြီးတော့ထုတ်ရမှာဖြစ်ပါတယ်ပြီးတော့နောက်တစ်ခုကစင်ကာပူမှာလုံးလို့တော့ဆိုရင်ဘဏ်အကောင့်မှာအလုံးကြုံတော့ပေါ့နော်အဲ့တော့ပတ်စံတွေအများကြီးထားလို့အဆင်မပြေဘူးပတ်စံတွေထည့်ထားမယ်ဆိုရင်အဲ့ဒီအကောင့်ထဲကနေတော့ပတ်စံတွေလူကြောင့်ဖြတ်သွားတာမျိုးတွေပြီးတော့ကိုမတောင်းဝဲတဲ့ OTP တွေကြာလာမျိုးတွေခဏခဏကြုံရတဲ့လူတွေအများကြီးရှိတဲ့ကြောင့်ပတ်စံတွေကတော့အများကြီးထားလို့အဆင်မပြေတော့ဘူးကျွန်တော်ဆိုရင်တစ်ခါ scam ဖြစ်သွားတာဒေါ်လာ2000လောက်ပါသွားတယ်ဘဏ်ကိုပြန်တောင်းလိုက်ရတော့ပေါ့နော်ပြီးတော့ကိုကစင်ကာပူမှာရှိနေတာပြောရမဟုတ်တဲ့ကြောင့်မို့ဘဏ်ကိုဖုန်းဆက်ဖို့ပဲဖုန်းခေါ်တဲ့ service charge တွေအများကြီးပြန်ပြောကြောင့်အဆင်မပြေဘူးပေါ့နော်အဲ့တော့အဲ့လိုအဖြစ်မခံချင်ဘူးဆိုရင်တော့ကိုယ့်ရဲ့ဘဏ်အကောင့်ထဲမှာရှိတဲ့ပတ်စံတွေကိုတခြား wallet တွေမှာ transfer လုပ်ပြီးတော့ဆက်ပြီးတော့သုံးလို့ရပါတယ်ကျွန်တော်ဆိုရင် DBS ဘဏ်အကောင့်ကိုခုထိဆက်ပြီးတော့သုံးလို့ရတော့မယ်ဒါပေမဲ့လျှို့ဝှက်ချက်တော့ရှိတယ်အောင်နော်ဒီ video ထဲမှာတော့ကျွန်တော်မပြောပြတော့ဘူးအဲ့တော့ကိုယ့်ရဲ့ဘဏ်အကောင့်ထဲမှာရှိတဲ့ပတ်စံတွေကိုတခြား wallet တွေမှာ transfer လုပ်လို့ရတယ်ဥပမာဆိုရင် Payla တို့နောက်တစ်ခုက PayPal တို့နော်အဲ့ဒီအကောင့်ထဲမှာပတ်စံတွေကိုပြောင်းပြီးတော့ထားလို့ရတယ်Payla ကတော့ထိုင်းမှာမလေးရှားမှာသုံးလို့ရတယ်ဒါပေမဲ့ Payla မှာတော့ wallet capacity ကတော့2000အထိပဲထည့်ထားလို့ရတော့เนาะဒါကြိ2000တက်ပို့ပြီးတော့ထည့်ထားခြင်းနဲ့ဆိုရင်တော့PayPal ထဲမှာထည့်ထားလို့ရတယ်အဲ့တော့ PayPal ကတော့ကိုယ့်ရဲ့တခြားဘဏ်အကောင့်နဲ့ချိတ်ဆက်ပြီးတော့ဆက်သုံးလာပြီးတော့ကျွန်တော် PayPal တော့တော်လေးအဆင်ပြေပါတယ်စင်ကာပူကနေအလုပ်ထွက်ပြီးတော့ဘဏ်အကောင့်ဆက်ပြီးသုံးလို့ရလားဆိုတာသိချင်တဲ့သူတွေအတွက်ကျွန်တော်အခုပြပြခဲ့တဲ့အတိုင်းပဲဆက်ပြီးတော့သုံးလို့ရတယ်ဒါပေမဲ့နောက်ပိုင်းမှာတော့ဘဏ်အကောင့်နဲ့ပတ်သက်ပြီးတော့ safety ပိုင်းနဲ့ပေါ့နော်မရှိတာမျိုးတွေပြီးတော့ပတ်စံအများကြီးထားလို့မရတဲ့ပြဿနာဖြစ်ဖြစ်ရှိရတဲ့အကြောင်းကိုဆက်ပြီးသုံးချင်တယ်ဆိုရင်တော့တခြား wallet ထဲမှာ transfer လုပ်ပြီးတော့သုံးလို့ရပါတယ်